ဘဝမှာလူတိုင်းကောင်းတာတွေလုပ်ရတာနဲ့အဆိုးတွေကြုံတဲ့အခါမှာကိုယ့်ကိုပြန်ပြီးတော့ဖြည့်စေရမယ်အကျွေးဆက်နေရတယ်လို့သဘောထားအကျွေးဆက်နေတဲ့ဘဝမှာအကျွေးမထပ်ဖို့ကကိုယ်ကတတိကတ်ရနာမတော်မဲနုအသက်ခံရကနေသူဆရာသမားဗမောဆရာတော်ကြီးသွားပြီးတော့ဖူးတော့ဆရာတော်ကြီးကရှင်မယားတပည့်တော်အသက်ခံရတော့မယ်ဖေဟာဆရာတော်ကြီးကအားပေးတယ်မဲနုရေအကျွေးပါရင်တော့ဆက်လိုက်လို့ပြောနော်အားပေးတယ်အကျွေးပါရင်ဆက်လိုက်အကျွေးချီအောင်ဆက်ခိုင်းတော့တာရောင်ကိုရီမှာအကျွေးတကအကျွေးထဲမှာဘာအကျွေးမှမကောင်းတာကံကျွေးရအဆိုးဆုံးပဲနော်ကံကျွေးတွေပါလာတဲ့အခါမှာအဲ့ဒီကံကျွေးကဆက်ကိုဆက်ရမှာဖြစ်တဲ့အတွက်အကျွေးဆက်ရင်အကျွေးမထပ်ဖို့ကိုယ့်ရဲ့အလုပ်တွေမှာအရန်သတိထားရတယ်လူမှာအာဟုတုကတာမန်အာဟုတုနဲ့မတူတဲ့ဝစ်ကျွေးပါတဲ့အာဟုတုဆိုရင်အဲ့ဒါဝစ်ကအမြဲတမ်းလိုက်သွားတော့တာမန်အာဟုတုဆိုတာမသိလို့လုံးမိလိုက်တဲ့ရုပ်တရက်လုံးမိလိုက်တဲ့အာဟုတုကတော့အာဟုတုလောက်ပဲ तू ကဝစ်မလဲဘူးချို့ကြတော့စေတနာပါနဲ့ရည်ရွယ်ချက်ရှိနဲ့လုပ်တဲ့အလုပ်မျိုးကြတော့ဝစ်ဖြစ်သွားလို့ရှိရင်အဲ့ဒါအာဟုတုဝစ်ကျွေးဖြစ်သွားရင် तू ကဆက်ရတော့တာသူ့ကြောင့်ခြေဖြတ်လို့မရတချို့အာဟုတုလေးကြတော့ तू ကဟိုဒီတမင်ငါရည်ရွယ်ချက်ရှိလောက်တာမဟုတ်ဘဲနဲ့လောက်တဲ့အခိုက်အတန့်မှာစေတနာပါလို့အာဟုတုဖြစ်ပေမဲ့ तू ကဟိုဝိကျွေးသဘောမျိုးမဖြစ်ဘဲနဲ့အဲ့အာဟုတုကကုတုကံအားကြီးရင် तू ကကောင်းတာလေးတွေနဲ့ပြန်ပြီးရှေ့ဖြတ်လို့ရတယ်လူတွေမှာတစ်ခါကောင်းတာလုပ်ရင်းနဲ့အာဟုတုတွေတွဲနေတာလည်းအများကြီးရှိတယ်ဘုံကဟိုစာလေးတစ်ပုဒ်ဘုန်းကြီးရေးဘူးတယ်ကုသိုလ်နဲ့အာဟုတုမှာအားကြီးတာကိုရွေးချယ်လို့မရတော့ဘူးလွန်ဆန်လို့မရတော့ဆိုအားကြီးတာကိုရွေးချယ်ရတာအားကြီးတဲ့ဘယ်ဟာကပိုအင်အားကောင်းလဲကုသိုလ်ကအင်အားကောင်းတယ်အာဟုတုလေးတော့ဥပိ္ပခာပြုရတာရှိတယ်တခါဥပမာအပြင်ဖះเจ้าဆောင်ကိုတန်ရှင်းလုပ်တဲ့အခါပဲဖြစ်ဖះเจ้าဆောင်တန်ရှင်းလုပ်တာအဲ့ဖះเจ้าဆောင်မှာတွေ့နေတဲ့ပင်ကူအိမ်လေးတွေအမြင်လေးတွေရှိတာပဲသူတို့လည်းအသက်အမြုံပဲအဲ့မဲ့တန်ရှင်းလို့အဲ့ပင်ကူအိမ်လေးဖြတ်ရတာပင်ကူအိမ်ဖြတ်တာအာဟုတုပဲဒါပေမဲ့ဖះเจ้าဆောင်တန်ရှင်းစေခြင်းနဲ့ကုသိုလ်စိတ်ကအားကြီးတဲ့အခါကျတော့မဖြတ်ခြင်းနဲ့ဖြတ်ရတဲ့အာဟုတုလေးတွေကအသေးဖွဲလေးတွေဖြစ်သွားအသေးဖွဲလေးဖြစ်သွားဒီဘက်ကကုသိုလ်အားကောင်းရင် तू ကအဟောတိကံအကျိုးမပေးတော့ပဲအဟောတိကံလေးတွေဖြစ်သွားရင် तू ကကံကြွေးမပါတော့တချို့ခါတွေကျတော့တမင်ကရည်ရွယ်ချက်ရှိကိုတတ်ချိန်စပြီးတော့တတ်မယ်တေချာအာနာနဲ့ခိုင်းပြီးတော့တတ်မယ်တေချာကိုတိတိကျကျခိုင်းပြီးတော့တတ်မယ်ဒါရည်ရွယ်ချက်တွေရှိနဲ့လှုပ်လာပြီးဆို तू ကအဲ့ဒါဆိုရင်တော့ဝစ်လိုက်သွားရှင်မမောက္ကလမထေရရည်ရွယ်ချက်ရှိမျက်စိမမြင်တဲ့သူ့အဖေအမေအရင်ခောက်ကြီးတွေကိုမျက်စိမမြင်တော့ तू ကတခြားသူကိုပတ်စံပေးပြီးတော့အဲ့ဒါတခိုးဓမြပုံစံဟန်ဆောင်ခိုင်းပြီးတော့တမင်ကရည်ရွယ်ချက်ရှိပစ္စည်းတွေယူပြီးလူခိုင်းတတ်ခိုင်းအဲ့ဒီအာဟုတုဝေကြီးကနောက်ဆုံးဧတတဲ့ရတဲ့ဘဝအက္ခတာဝကအဖြစ်ရှင်မမောက္ကလတကူတော်အရာဧတတဲ့ရတဲ့အခိုက်အတန့်မှာ तू ကလိုက်ပြီးတော့အသက်ခံရ3ချိန်လောက်တော့ तू ရှောင်သေးတယ်တကိုးတွေနဲ့ထွက်သွားတကိုးတွေကနောက်ဆုံးတော့အတိတ်ဝေကျွေးရှိတယ်မဖြစ်တော့ဆက်မရမယ်ဆိုနောက်ဆုံးတော့တကိုးနဲ့မရှောင်တော့ဘဲနဲ့ခိုးသား900အသက်ခံပြီးတော့ပြိဋိဘံပြုတ်သွားတာအကျွေးကိုဆက်ပလိုက်တဲ့တကူနော်အကျွေးဆိုတာကြည်အောင်ဆက်ရတာဖြစ်တဲ့အတွက်ကြောင့်ကိုယ်တွေမှာလည်းပဲပြစ္ဆုတ်ပံမှာအကျွေးတွေအများကြီးရှိတာအတိတ်ကလုပ်ခဲ့တဲ့အကျွေးတွေရဲ့ဒီပြစ္ဆုတ်ပံမှာမဟုတ်တာလုံးပြီးလို့ဖြစ်ပေါ်လာတဲ့အကျွေးတွေအများကြီးရှိတဲ့အခါကျတော့အဲ့ဒီအကျွေးတွေမှာကိုကတခါအဆင်မပြေတယ်လောက်တိုင်းမဖြစ်တာတွေရှိတဲ့အခါမှာလေအကျွေးဆက်နေရတဲ့ကိုဘဝကိုဆင်ခြင်ရမယ်ငါအကျွေးဆက်နေရတာအဲ့လိုတွေးပြီးတော့အကျွေးဆက်ရင်အကျွေးမထအောင်ပဲကြိုးစားအကျွေးမထအောင်တခါကြတော့မိသားစုအတိုင်းဝိုင်းမှာလည်းပဲနေယောက်ျားကစိုးတာရှိတယ်မျိုးသမီးကစိုးတာရှိတယ်အခါကျတော့မလို့မလွန်ဆန်တဲ့ဒီလူတွေနဲ့ပေါင်းနေရတာအခါကျစိတ်တက်တွေကြားတဲ့အခါမှာကိုကဖြေရမှာကံကြွေးအကျွေးပါရင်ကြည်ပါတော့ဒီဘဝကြည်ပါဆိုဒီဘဝမှာပဲကြည်အောင်ဆက်ပလိုက်တာနောက်ဘဝမစုံတော့နောက်ဘဝဒီအကျွေးတွေထပ်ပြီးတော့မတင်ကျင်တော့အပြီးဖြတ်ပလိုက်ခါကြသားသမီးဆိုးတွေနဲ့ကြုံအကျွေးတွေရှိရင်ကြည်ပါစေတော့တချို့အကျွေးတွေစတာဘုန်းကြီးတို့မိသားစုအတိုင်းမှာလည်းဘုန်းကြီးတို့အကိုကြီးကမိသားစုပေါ်တိတ်တိတတ်တာမိသားစုပေါ်တိတ်တိတတ်တဲ့အခါကျသူတော်အိမ်အောင်မပြုတ်နိုင်ဘူးသူအကိုကြီးကိုပြောပြတယ်အကိုကြီးလည်းအတိတ်အကျွေးတွေပါတာပဲအကျွေးတွေတော့ကြည်အောင်ဆက်လိုက်တော့အကျွေးတွေထပ်မနေစေတော့နဲ့ဆိုပြီးတော့သူကအဲ့ဒီဒဏ်တွေကြံ့ခံနိုင်ပြီးတော့မိသားစုအရေးနော်ညီကိုမောင်နှမအရေးမိဘအရေးကိုကြည်အောင်အကိုကြီးကဆက်စိတ်တက်မကြောက်စိတ်တက်မပြတ်ဘူးဆိုစိတ်တက်ပြတ်သွားတာနဲ့အကျွေးကထပ်တင်တာ
ကိုလည်းပင်ပန်းသေးတယ်ကိုလည်းလှုပ်ရသေးတယ်ပြီးတဲ့အခါကျတော့စိတ်ကအမထားတတ်တဲ့အခါကျတော့အကုသိုလ်တွေစိတ်ကထပ်ရတဲ့အခါကျတော့လှုပ်လဲလှုပ်သေးတယ်ပင်လဲပင်ပန်းသေးတယ်အဲ့စိတ်မထားတတ်တဲ့အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့အကုသိုလ်ကထပ်ပြီးတော့အကျွေးတွေထပ်တွေဆိုအကျွေးတွေကပို့ပြီးတိုးသွားတာနော်အကျွေးတိုးသွားပြီဆိုရင်အတိုးကပြန်ဆက်ဆိုတော့တန်တရားမှာဆက်လို့ကိုပြီးမှမဟုတ်တဲ့အတွက်ကြောင့်ကိုတွေကအလုံးလုံးတဲ့အခါမှာအကျွေးတွေထပ်မတင်အောင်အထူးဂရုပြုရအတိတ်ကပါလာတဲ့အစိုးတွေကိုလည်းပဲပြစ္ဆုတ်ပံမှာစိတ်တက်မကြပဲနဲ့လေစိတ်တက်မကြပဲကြည်အောင်ဆက်မှာလူတွေမှာတချို့ကအကျွေးတွေများတော့တချို့ဖရားတွေရှောက်ပြီးတော့ဖိုးပြီးဆွတ်တောင်းတာနော်ဝေကြီးတော်ပြေဖရားလို့နော်ဘာဖရားညာဖရားဆိုတာအမိနာမရဲ့လှလှလေးတွေပေါ့တန်တရာကျွေးကြည်ဖရားအစုံပါပဲလူတွေကဆိုတော့အကျွေးတွေများလို့ဝေကြီးတော်ဖရားသွားပြီးဆွတ်တောင်းနေုံနဲ့တော့အကျွေးရတော့မကြည်ဘူးနော်ဆွတ်တောင်းနဲ့အကျွေးရတော့ကြည်မှာမဟုတ်ဘူးပေးဆက်ရမယ့်ဟာကတော့အကုန်ပေးဆက်မှကြည်တာပေးဆက်တာအတိတ်ကနေပါလာတော့ဒီမိသားစုအတိုင်းဝိုင်းမှာဖြစ်လာတယ်ဒီနေရာမှာအတိုင်းဝိုင်းမှာဖြစ်လာဒီလူမျိုးတွေလာတွေ့ရတယ်ဒီလိုဟာတွေနဲ့လွန်ဆန်လို့မရသူကအကျွေးဆိုတာကလွန်ဆန်လို့မရဘူးဆိုတာကယုံထွက်လို့ရရင်ယုံထွက်သွားလို့ရတယ်ယုံထွက်လို့မရနိုင်တဲ့အကြောင်းမျိုးမျိုးရှိတယ်ဆိုရင်ဒါအကျွေးပဲအကျွေးဆိုရင်အဲ့အကျွေးရတော့နောက်ဆုံးသီးခံပြီးတော့ဆက်ကိုဆက်ရတော့တာဘုသူကိုသာသမီကြောင့်ပဲဖြစ်ဖြစ်လင်းအောင်ကြားဆောင်ဒါယုံထွက်လို့မရနိုင်တဲ့အနေထားယုံထွက်လို့မရနိုင်တဲ့အနေထားမှာအကျွေးကြီးကဒါသူတို့အတွက်လည်းဆက်ပေးနေလင်းအောင်ကြားအတွက်ဆက်ပေးနေကိုယူခဲ့တဲ့အကျွေးတွေပဲကိုယူလုပ်ခဲ့တဲ့ဟာတွေပဲဆိုတော့အဲ့ဒါတွေကိုကိုကစိတ်တက်မကြဘူးပဲအရေးကြီးတာဆက်တာတော့ဆက်ရမှာအကျွေးပိုင်နော်အကျွေးပိုင်ဆက်ရတာဖြစ်တဲ့အတွက်ကြောင့်ကိုဘဝအကျွေးတွေဆက်နေတဲ့အခိုက်အတန့်မှာအဲ့ဒီမကောင်းတဲ့အကုသိုလ်စိတ်အတွေးတွေရဲ့မကောင်းတဲ့ကိုယ်အမူအရာတွေရဲ့မကောင်းတဲ့ဝစီကံတွေကြောင့်ထပ်ပြီးတော့အတိုးတွေမထပ်ဖို့အကျွေးတွေထပ်မပါဖို့တတိထားရတော့တာဒီထားရတော့ကံကြွေးဆိုတာကမမြင်နိုင်ဘူးဆိုတာဘလောက်ထိကြည်အောင်ဆက်ရမလဲဆိုတာလည်းမမြင်နိုင်ဘူးဆိုတော့ဆက်နေရတယ်ဆိုတာသိနေအဲ့ဒါကကြည်အောင်သာဆက်ငါအတိတ်ကပါလာတာပဲဒါတွေကငါအကျွေးတွေပဲဆိုတာသိနေတယ်တချို့ကသိနေပေမဲ့မလွန်ဆန်တဲ့အတွက်ကြောင့်သိနေနဲ့ဆက်နေရတာသိနေတဲ့သဘောမှာအဲ့ဒီသိကြီးနဲ့ပဲထပ်ပြီးတော့အတိုးတွေထပ်မပါအောင်ဒါလေးတွေကိုပဲစိတ်ကောင်းနှလုံးကောင်းလေးနဲ့သိခံပြီးတော့ဆက်ပေးရနောက်ဆုံးဘယ်လောက်ထိဆက်မလဲသိတဲ့အထိဆက်တခါသေးသွားတော့လည်းပဲ तू ကနောက်ထပ်မသေးရအောင်မို့သေးရတာပဲဒီဘဝသေးသွားတယ်ပဲအချိန်ချင်းသေးခဲ့ပြီးတာပဲတန်တရားမှာဆိုတော့ဒီဘဝသေးရင်ပြီးရောဆိုပြီးအကျွေးကိုရှောင်သွားလို့တော့မရဘူးသူကအကျွေးပါလာရင်တော့ယုံနိုင်တယ်လို့ယုံဆက်နိုင်တယ်လို့ဆက်ပြီးတော့သေးတဲ့အထိဆက်သွားနော်သေးတဲ့အထိဆက်သွားသေးတဲ့အထိမကြည်သေးဘူးဆိုတော့ထပ်ပြီးဆက်အောင်ပါပဲသို့တော့အဲ့လိုသေးတဲ့အထိဆက်နေတဲ့အခိုက်အတန့်မှာပို့ပြီးတော့အတိုးတွေမပါအောင်တော့သတိထားရလူမှာတချို့ဟာတွေကဒီအဲ့ဒီတန်တရားကိုရှည်စေချောင်းအရာတွေကြောင့်ဆက်ပြီးတော့အကျွေးတွေထပ်တိုးနာတွေကအများကြီးရှိတာရန်ဆိုတာကလေကိုကဖြတ်မှအဲ့ဒီရန်ကပြတ်တာတန်တရားအကျွေးဆိုတာကိုကမဖြတ်ရင်မပြတ်ဘူးဘုရားစွာဘုရားကတော့နာဟိဝေရေနဝေဒာနိတမ္ပန္တိတကုဒ္ဒါစနံအဝေရေနသဝေဒာနိဧတဓမ္မောတနန္တရောဝေရေနအကျွေးကိုအကျွေးနဲ့ပြန်တုံခြင်းဖြင့်ဝေဒာနိယံတို့သည်နာတမန္တိဘယ်တော့မှမကျင်းနိုင်ဘူးကုဒ္ဒါစနံဘယ်တော့ခါမှနာတမန္တိမငင်းအေးနိုင်ဘူးသူရန်ကိုရန်ချင်းအကျွေးကိုအကျွေးချင်းပြန်တုံပြန်လို့ကအကျွေးကတော့ကြည်မှာမဟုတ်ဘူးတဲ့အဝေရေနသအကျွေးကိုအကျွေးချင်းပြန်မတုံပြန်မှရန်ကိုရန်ချင်းမတုံပြန်မှတာဝေဒာနိယံတို့သည်တမ္မန္တိငြိမ်းအောင်အကျွေးတွေရှိလို့ငါ့ကိုဒီလိုလို့ငါပြန်လုံးမယ်ဆိုတဲ့စိတ်နဲ့ပြန်လို့ရင်အကျွေးကထပ်တင်တာဘုရားလက်ထက်ကအဲ့ဒါဘုရားကမြတ်စွာဘုရားလက်ထက်မှာဖြစ်ခဲ့တဲ့ဇလံလေးရှိတယ်ကာလယက္ခိနီဘလူးမနဲ့တာဝတိတထေသမီးသားသမီးလှူတဲ့ကိစ္စနဲ့ဖြစ်တာအဲ့တော့တာဝတိတထေသမီးသားလေးမွေးတော့ဘလူးကလိုက်စားတော့ဘုရားရှိကိုအဲ့ကလေးမပြီးတော့ပြေးတာရှင်မြတ်ကဲပါဆိုတော့တာဝတိတထေသမီးကဘုရားရှိရောက်ကလေးချတာဘလူးကလိုက်လာဒါပေမဲ့ကျောင်းပေါ်ဝါရောက်တော့ကျောင်းဆောင်နက်ကတားထားတော့ဘလူးကဝင်လို့မရဘုရားကသူတို့အတိတ်ကြောင့်သိတော့ဝင်ခွင့်ပေးလိုက်တာဝင်ပါဆိုဘုရားရှိရောက်တော့ဘုရားကနင်တို့နှစ်ယောက်ကအကျွေးတွေကတားများခဲ့တာတန်တရားမှာတယောက်နဲ့တယောက်အကျွေးတွေထပ်လို့ဒီလောက်ထိပါလာတာဆိုပြီးတော့ဘုရားကအတိတ်ကြောင့်ပြန်ပြောတိတ်ကြောင့်ပြန်တော့သူတို့ကအတိတ်ဘဝတစ်ခုမှာအိမ်အောင်ရှင်အမျိုးသားတူရဲ့မယားဖြစ်ခဲ့ကြတာ哦မရေကြီးနဲ့မရေငယ်ဖြစ်တာပထမအဲ့တကာကအိမ်အောင်ပြုလိုက်တယ်ပထမယူတဲ့အမျိုးသမီးကသူကကလေးမရနဲ့
အမြုံဖြစ်ကိုယ်ဝယ်မရနိုင်လို့အဲ့ဒီကသားသမီးရကျင်တဲ့ဆန္ဒပြတော့သားသမီးမမွေးတော့သူ့ကိုမိသားစုအတန်ဝိုင်းကညှိုညင်ကြတာအပြစ်တင်ပြီးတော့အဲ့တော့ तू ကလည်းပဲအဲ့ဒီတန်နေမခံနိုင်တဲ့အတူငါမရနဲ့အတူတူရနိုင်အောင်ဆိုပြီးတော့ तू နဲ့တကယ်ကိုပဲညီမလို့ခင်တဲ့တယောက်နဲ့ပေးစားလိုက်တာပေးစားလိုက်တော့အငယ်မကကိုဝင်ရအငယ်မကကိုဝင်ရအဲ့နောက်ယူတဲ့မိန်းမကမရေငယ်ဖြစ်ရှေ့ကမရေကြီးဖြစ်တယ်ဆိုတော့အငယ်မျိုးသမီးကိုဝင်ရတဲ့အခါကျတော့အဲ့မှာအကြီးမကသူ့ကိုယ်တိုင်လည်းပေးစားတာပဲဒါပေမဲ့လေသူကဟိုအငယ်မကိုမိသားစုအတိုင်းဝိုင်းကဖေးပါပေးတဲ့အခါကျသူ့မှာ pressure တွေဖြစ်ပြီးတော့သူ့မှာစိတ်မချမ်းမသာဖြစ်ပြီးတော့အငယ်မကိုဝင်ပြက်ကြအောင်လုပ်တယ်ရည်ရွယ်ချက်ရှိကိုဝင်ပြက်ကြအောင်လို့တစ်ချိန်နှစ်ချိန်သုံးချိန်မြောက်ကြအငယ်မသိသွားတယ်ဟာသူလှုပ်တာပဲအဲ့တော့သေကနီးမှာသူကခွာမချနိုင်စိတ်ထဲမှာအကျွေးတွေတင်ပြီးတော့အညိုတေးတွေနဲ့နောက်ဘဝသူ့ကိုပြန်နိုင်ပါရစေဆိုပြီးတော့ဆွတောင်းပြီးတော့သေသွားတော့အဲ့တော့အငယ်မကသေသွားတဲ့အခါနောက်ဘဝမှာသူကကြောင်မသွားဖြစ်တာအဲ့ဒီအိမ်မှာကြောင်မကြီးသွားဖြစ်တယ်အကြီးမကလည်းအာကုတုနဲ့တည်တော့အဲ့ဒီအိမ်မှာပဲကြက်မကြီးသွားဖြစ်တယ်အဲ့တော့အတိတ်အကျွေးတွေပါလာတဲ့အခါကျတော့ကြက်မကအိုလိုက်ကြောင်မကြီးကစားလိုက်ကြက်မကအိုလိုက်ကြောင်မကစားလိုက်အဲ့တော့ကြက်မကတိသွားတော့နောက်သေကနီးမှာသူကဆွတောင်းငါဘဝကိုအဲ့ကြောင်ကိုပြန်နိုင်ရမယ်အကျွေးဆွတောင်းတဲ့အခါကျတော့နောက်ဘဝကျတော့အဲ့ကြက်မကကျက်သစ်မှာသွားဖြစ်ကြောင်မကြီးကသမင်မှာသွားဖြစ်တယ်ဆိုတော့အဲ့တော့သမင်ကမွေးလိုက်ကြားကစားလိုက်သမင်ကမွေးလိုက်ကြားကစားလိုက်ဘုန်းကြီးတို့စကားပုံမှာသမင်မွေးရင်ကြားစားရင်ဆိုအဲ့ဒီဇတ်တော့အဲ့ဒီအကြောင်းအရာကလာတာပဲဆိုတော့အဲ့တော့သမင်မကမကျေနပ်မခံနိုင်တော့အကျွေးတွေပြန်ပြီးဆူတောင်းတယ်နောက်ဘဝသူ့ကိုနိုင်ပြစေဆိုတော့ဘုန်းကြီးတို့ဘုရားလက်ထက်ကြတော့အဲ့ဒီသမင်မကဘလူးမကာလရက်ခိနေဆိုဘလူးမလာဖြစ်တာနောက်ကျက်တင်မကသာဝတိတထေသမီးဖြစ်တယ်ဆိုတော့အဲ့ဒီနှစ်ယောက်အရင်ကျွေးတွေနဲ့သာဝတိတထေသမီးကလေးလိုက်စားဖះရှည်ရောက်တော့ဘလူးမနဲ့ဖះတထေသမီးနဲ့ဖះရှည်ရောက်တော့မှဖះကပြောပြတာနင်တို့အတိတ်အကျွေးတွေကအများကြီးဖြစ်ခဲ့တာဆိုတော့အကျွေးဆိုတာကိုကဖြတ်မှာပြတ်မှာကိုမဖြတ်ရင်အကျွေးတန်တွေကလဲအောင်မှာပဲဆိုပြီးတော့ခုနခါတာလေးဟောတာနာယီဝေဒနာဝေဒာနေတမ္မန္တိတကုဒသနံအဝေဒနာသဝေဒာနိဧတဓမ္မောသနန္တရောဣဒာဤလောက၌ဝေဒနာယံကိုယံခြင်းတုံးပြန်ခြင်းဖြင့်ဝေဒာနိယံတို့သည်ကုဒသနံဘေသောခမနာတမန္တိမငြိမ့်အေနိုင်အဝေဒနာသယံကိုယံခြင်းမတုံနှင်းခြင်းဖြင့်သာဝေဒာနိယံတို့သည်တမန္တိငြိမ့်အေနိုင်ကို၏အကျွေးပါလာတာအဲ့ဒီအကျွေးကိုအကျွေးနဲ့ပြန်ဆက်လို့မရဘူးအကျွေးကိုကိုကဖြတ်နိုင်မှသာလေတန်တန်အကျွေးပြတ်မှာဒီစက်တရားတော်လေးဟောလိုက်တော့နှစ်ယောက်လုံးတရားရတော့ပြောချင်တာကဘုန်းကြီးတို့တော်ကောင်းများရဲ့ဘဝမှာလည်းပဲလူတိုင်းမှာအကျွေးကိုယ်စီနဲ့ပါလာတာဖြစ်တဲ့အတွက်ကြောင့်ငါဘဝဆိုးလာရည်လားအကျွေးတွေကများလာရဒီလိုမတွေးနဲ့ပါလာတဲ့အကျွေးကိုကြည်အောင်ဆက်လို့မကြည်သေးနဲ့ဘလောက်ထိဆက်ရမယ်ဆက်နိုင်တော့ဆက်ပြီးတယ်အကျွေးဆက်နေတဲ့ကိုယ့်ဘဝမှာနောက်ထပ်ထပ်ပြီးတော့မဟုတ်တဲ့အကုသိုလ်တွေကြောင့်မကောင်းတဲ့ကာယကံမကောင်းတဲ့ဝစီကံမကောင်းတဲ့မနောကံတွေကြောင့်နောက်ထပ်အကျွေးတွေထပ်မတိုးအောင်အကျွေးဆက်နေတဲ့ကိုယ့်ဘဝကိုတတိပြုဆင်ញင်ပြီးတော့အတိုးတွေထပ်မနေရအောင်ကိုယ့်အသာကိုကာယကံဝစီကံမနောကံကောင်းအောင်လို့ကြိုးစားပြီးတော့အကျွေးဆက်နေတဲ့ဘဝနဲ့အတိုးမထပ်အကျွေးကိုကြည်အောင်ဆက်ပြီးတော့ပစ္စုပန်တန်တရာကောင်းကျိုးရနိုင်အောင်ကြိုးစားအားထုတ်နိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေကုန်တော့တည်း